လင်းရောအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ကဘယင်ပေါ့ဗျာနောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရောကျွန်တော်ဘာမှကြည့်တယ်မုံတိုင်းကိုမကြောက်တာလင်းရောနဲ့ဇင်ရောမျိုးရှိအားလည်းသိတာဘလောက်ထိအားရှိလဲဆိုရင်တဲ့သူ့ body weight တဲ့9ဆကြီးတဲ့သားကောင်ချီသွားလို့ရဘယ်လင်းရောမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အစာမစားဘူးအဲ့လိုခြီသွားပြီးတော့မှပေါက်ပြီးနှုတ်သီးနဲ့ပေါက်စားအဲ့လင်းရုံမှာတဘာဝပေးထားတဲ့အကျိုးများနှစ်ခုရှိတစ်ခုကလင်းရုံငှက်တွေကအသက်ရှိတယ်80အထိတက်တန်းရှိနောက်တစ်ခုကလင်းရုံငှက်တွေဟာတဲ့9လတိတိအငတ်ခံတယ်အစာမစားဘူးရေမတော့ဘူးကိစ္စမရှိဘူးမသေးဘူး9လကြော်ရင်ပြန်စားရတယ်အဲ့ဒီမှာတဲ့ကျွန်တော်တို့တွေးစရာပါရလဲဆိုအသက်40ကျော်တဲ့အချိန်မှာအဲ့လင်းရုံတွေရဲ့ရုပ်ခန္ဓာဖောက်ပြန်ဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သီးဆိုအဲ့နှုတ်သီးကနေပြီးတော့အသားတွေဗလက်ကြီးရှည်ထွက်လာတနေ့ရှည်လာအဲ့ဗလက်ကြီးရှည်ထွက်တာအယိုးပါမှာဟလို့မရဘူးအဲ့တော့အစားစားလို့မရဘူးဒါရှည်ထွက်အဲ့လိုပဲအမွေးမြင်တွေထူထပ်သိပ်ပြီးပြီးတော့ဘယ်လိုမှပြန်နိုင်တော့ဘူးခါတိုင်းနောက်တစ်ချက်ကရှည်တဲ့လက်သေးတွေပါလေအဲ့လိုပဲအသားပျော့ကြီးရှည်လာအယိုးပါအဲ့တော့သားကောင်ကိုတက်ခုခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းရုံမှာနောက်အုပ်စုပွဲသွားတောအုပ်စုကတော့ဒါကသဘာဝပေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဘုရားဘာသာအနေနဲ့ဆိုရင်ကံပေါ့နော်ဆိုပြီးတော့သေတဲ့လင်းရုံဆိုတာ2မျိုးရှိတယ်တဲ့သေမဲ့တူတော့ကွာမထူးဆိုပြီးတော့အကြာကြီးငတ်မခံနိုင်ဘူးဆိုကောင်းကောင်းတက်အတောင်ကိုရုပ်ချပြီးတော့မှဆူဆိုက်လုပ်ပြီးသေတဲ့လင်းရုံနော်နောက်တနည်းကတော့9လအထိငတ်အပြက်နဲ့နေဒါကြီးကဟာမရ9လလည်းကြော်သေသွားတယ်သေတဲ့လင်းရုံနောက်တစ်မျိုးကဘာလို့သေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့သက်တမ်း30ကျန်သေးတယ်အဲ့30မှာအသက်ရှင်ဖို့အတွက်နောက်တစ်နီးလမ်းမရှိဘူးလားအဲ့လိုစူးစမ်းရှာဖွေတဲ့လင်းရုံအဲ့လင်းရုံတွေဘာလုပ်လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းကောင်းဆောက်လိုက်ဘာလို့လဲဆိုတော့9လအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှံ့နေဖို့နော်အတိုက်ကောင်းကောင်းဆောက်အတိုက်လဲဆောက်ပြီးရောနံပါတ်1စလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဗလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိတ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့တွေးတိုက်ချက်တနေ့နည်းနည်းပေါ့ဗျာတနေ့နည်းနည်းနောက်တွေးတွေထွက်လာမယ်ရက်ထားတယ်နားတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဗလက်ကြီးပြုတ်ကြတော့မူလနှုတ်သီးကြအဲ့မူလကြံတဲ့နှုတ်သီးဆက်ထားရင်အဲ့ဗလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ထပ်တွေးတဲ့အချိန်မှာပိုနာတယ်အမှားဆိုတော့တွေးတွေထွက်တယ်တနေ့နည်းနဲ့လုပ်လိုက်တာနောက်ဆုံးအဲ့ဒါကြီးပြုတ်တော့မရှိတော့နှုတ်သီးမရှိတော့လင်းရောအများနာကျင်နေပြီအတိုက်ထဲမှာခွေလေးနားနေလိုက်အဲ့ဒီမှာ1လဖြစ်မလား2လဖြစ်မလားအဲ့ဒီအချိန်မှာနှုတ်သီးတပြေးပြန်ရှိလာတာမူလငှက်ငယ်တကောင်ရဲ့နှုတ်သီးပြန်ရလိုက်အဲ့နှုတ်သီးလည်းပြန်ရအောင်ဒုတိယအဆင့်ဘာလုပ်လဲဆိုတော့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်ခုနထူထပ်သိပ်ပြီးတော့မြန်ပြန်နိုင်တဲ့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်အဲ့တော့ကျွန်တော်ချက်မှပြောတော့နော်ကိုယ့်အမွေးကိုနှုတ်တော့ဘယ်လောက်နာမလဲစဉ်းစားကြည့်နော်အကုန်ပြောင်းနေအောင်နှုတ်လိုက်တနေ့နည်းနည်းပဲနှုတ်လိုက်တခါတိုင်းလည်းအပြင်းမနှုတ်ဘူးအဲ့သွေးလိမ့်နဲ့အမွေးမရှိတော့လင်းရောနောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတယ်ခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လိုချင်အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာခွေလေးလဲကြသွားအဲ့ဒါဘယ်လောက်ကြာမလဲ9လမတိုင်ဘူး9လမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာ9လပြည့်တဲ့နေ့ကျရင်အစာစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန်ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရောမုံတိုင်းနဲ့ဝင်သွားတယ်စားသွားစားအကုန်နောက်သေးသေးအမွေးသေးခြေသေးလက်သေးတစ်ကျွန်တော်ပါရလာပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမယ်ခရီးအတွက်မလိုအပ်တဲ့အဟောင်းတွေဖယ်ထုတ်ပြအဲ့ဒါကျွန်တော်ရတယ်